ကျွန်တော်တို့ fashion wear တို့အကောင်းဆုံးပြန်ပြပါနော်ချုပ်ချုပ်နိုင်တဲ့အရေးကြီးပါဘူးเนาะဒါ planner ဆိုတာဖက်အားလုံးရဲ့လက်စွမ်းပြတာကိုမြင်နေတာပါမြင်ပြပါပါဒီနေ့လည်းငယ်ငယ်လေးနဲ့တော့တာနော်โอเคနာမည်ကတော့ဆိုရဲတာပါနောက်လည်းကတော့နှစ်ရှိပါနှစ်ပဲရှိနေတယ်โอเคအဲ့တော့အကောင်းဆုံးပြန်ပြီเนาะโอเคပါဒါဆိုရင်ဒါမိတ်ဆက်အားလုံးပုံပဲလို့ထင်ပါတယ်เนาะโอเคဒီစင်မောပါလဲဆိုတာလည်းစင်မောပါဆိုတော့ပါโอเคအဲ့ဒါဒီနေရာလေးပြပါကျွန်တော်တို့အချိန်လေးကတ်တာလားကျွန်တော်ဒါလေးတို့တော့ပြောပါဦး right ဒီကအချိန်ကတ်တာလားဒါမှသူတို့ limit နဲ့လုပ်ဖို့အတွက်ကိုဒါထုတ်လိုက်တော့သိရှိလားနိုင်ရောပါโอเคနိုင်ရောဆိုတော့အခုကျွန်တော်တို့7 9 7နဲ့ပဲထားပါတော့เนาะ7 9 7နဲ့ကနေပြီးတော့နိုင်ရောအတွက်ကျွန်တော်တို့ပြီးအောင်ဆွဲရပါမယ်စပါမယ်โอเคနေရာလေးယူပြပါထပ်လို့ထားတဲ့အစီအစဉ်မှာ10ရောက်မှတရားဝင်ရမယ်ဆိုတော့နည်းနည်းလေးနည်းသွားတယ်လို့ဒီမှာဆိုလို့ပတ်စံနဲ့တက်လို့ပြီးတော့3ရောက်ပေးလိုက်ပါမယ်3ရောက်ပေးလိုက်ပါမယ်အဲ့တော့တတိယစုကိုရိုးစုံတင်ရပေးပါမယ်တတိယစုကကျွန်တော်တို့အထက်20 t-shirt အထက်20နဲ့ radio piece ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်တတိယစုကိုရိုးစုံကြောင်းရပေးပါမယ်ခင်ဗျာတတိယစုကိုရိုးစုံကြောင်းရပေးပါမယ်ဆရာတတိယကိုကြောင်းရပေးပါနော်တတိယဒီချက်ပြပါမယ်ဆရာတတိယထုတ်ပါမယ်တတိယထုတ်ပါမယ်ဆရာလူကြီးရေးလာပါပြီโอเคကိုယ်လည်းပါတတိယစုပိုင်ရှင်ကိုကျွန်တော်ပြပါမယ်ဆရာကောင်းပါလားခဲ့ပါဆရာကောင်းလို့ဒီချက်လေးကိုထည့်ပြမယ်နော်โอเค ready 1 2 3တတိယစုဝင်လာပါတတိယစုဝင်လာပါလူလေးပိုင်ရှင်โอเคနိုင်ပြီတော့မင်းကိုကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့ဒီနေ့တရားဆိုတော့ဒါပြန်ဝဲပုံစံမျိုးထားပါဟုတ်တယ်ပါနော်โอเคโอเคနောက်ပြီးတော့ဒုတိယစုက t-shirt အဲ့ဒါ30နဲ့လူ pretty please ကျွန်တော်တို့ဆောင်ရွက်ပေးတော့ပါတယ်ဖြစ်ပါတယ် fashion wear ဆိုတဲ့ဘောင်းတွေနဲ့ကျွန်တော်တို့ challenge လေး45မိနစ်လုပ်ခဲ့ပါတယ် t-shirt ပေါ်မှာကျွန်တော်မာကာနဲ့စစ်စစ်ဆွဲတဲ့နေရာမှာဒုတိယစုရှင်ဒုတိယစုရှင်လည်းပြပါတယ်ခင်ဗျာဒုတိယစုရှင်โอเคနာပါညီမလေး t-shirt အထက်30နဲ့လူ brand piece အတွက်ကျွန်တော်ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်ဒီပါကျွန်တော်ရဲ့ဝင်လာနေတဲ့အပ်တဲ့ဒီမှာကျွန်တော်ရှင်းနေတဲ့သူတွေရဲ့ဘသူဝင်လာလဲဆိုတော့သိအောင်ပါ